ဆိုတော့နောက်26ကဘာလာတော့ semi final 4တင်းတက်သွားတယ်အဲ့4တင်းမှာတွေ့တဲ့အသင်းတွေကတော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်အထူးသဖြင့်ဒါဒီ4တင်းစလုံးကကဘာအဆင့်ထိပ်သီး4တင်းပဲဗျာဒါ1 2 3 4အဲ့ထိပ်သီး4တင်းတွေ့တာပဲ semi final မှာသိလားဆိုတော့ဒီမှာဘယ်ပွဲပိုစိတ်ဝင်စားစရာကောင်းလဲဆိုတော့အာဂျင်တီးနားနဲ့အင်္ဂလန်ပွဲကလုံးဝစိတ်ဝင်စားစရာကောင်းတယ်ဘာဖြစ်လဲဆိုတော့ဒီပွဲကဘောလုံးပွဲတစ်ပွဲတည်းပို့တယ်ဗျာတင်မလားသူတို့ရှေ့မှာအမှတ်တမ်းတွေတမိုင်းစိုးတွေအစင်လာတွေဂုဏ်သိက္ခာပိုင်းဆိုင်ရာတွေဘယ်လိုပြောမလဲအများကြီးသူနိုင်ငံရေးနေမှာဆိုင်နေတဲ့အမှတ်တမ်းတွေရှိတယ်ဆိုတော့ကျွန်တော်ဒီပွဲတဲ့ကျွန်တော်ဒီပွဲနောက်မှပြောမယ်ဗျာစပိန်နဲ့ပြင်သစ်ပွဲပြောကြည့်ဒီနှစ်သင်းရဲ့ထိပ်တွေ့ဆုံနောက်ဆုံး10ချိန်ပြင်သစ်က3ချိန်တောင်နိုင်ထားတယ်ဒါပေမဲ့စပိန်က6ချိန်နိုင်ထားတယ်ပြီးတော့တိုက်စစ်ပိုင်းရှင်ကြည့်လို့ရှိရင်တိုက်စစ်ပိုင်းမှာစပိန်က7ဂိုးရှူထားရဗျာဒါပေမဲ့ဟိုဘက်ကပြင်သစ်က16ဂိုးတော့မှရှူထားတယ်ပေးကိုအနေနဲ့ပြင်သစ်က2ဂိုးပေးထားရတယ်ဒါပေမဲ့စပိန်က1ဂိုးပဲပေးထားတယ်ဆိုတော့အစင်လာတွေမှာကစပိန်ကပို့ပြီးတော့အားသာချက်ရှိနေတယ်ဒါပေမဲ့ဒီနေ့တိုက်စစ်မှာကကိုပေါက်ချပေးမှုမှာပြင်သစ်ရဲ့တိုက်စစ်ကလုံးဝကြောက်စရာကောင်းတယ်ဒါပေမဲ့လည်းစပိန်ရဲ့ခံစစ်က1ဂိုးပဲပေးထားရသေးတယ်စပိန်ရဲ့ခံစစ်ကပဲ clean sheet ပွဲတွေပြန်ပြီးဖော်ဆောင်နိုင်မလားဒါမှမဟုတ်ပြင်သစ်ရဲ့တိုက်စစ်ကပဲကိုပြတ်နိုင်ပွဲတွေဖန်တီးသွားမလားစိတ်ဝင်စားကြပါဗျာဆိုတော့ကျွန်တော်တို့ဒီပွဲကိုတော့ဆိုတော့ကျွန်တော်ဒီပွဲကတော့15ရက်နေ့16ရက်နေ့မနေ့ပေါ့တနင်္လာပွဲအချိန်မှာရှင်းပြနေသားမှာဆိုတော့ပွဲပြီးမှပြန်တွေ့မယ်ကျွန်တော်ပြောချင်တာဒီပွဲတော့မဟုတ်ဘူးအာဂျင်တီးနားနဲ့အင်္ဂလန်ပွဲမှာအာဂျင်တီးနားနဲ့အင်္ဂလန်ပွဲကဒါဒီနေ့ semi final တက်သွားတဲ့၄သင်းလုံးကကမ္ဘာထိပ်ဆုံး၄သင်းပဲဗျာဆိုတော့ဒီထိပ်ဆုံး၄သင်းကဘာဖြစ်လဲဆိုတော့ဒီမှာဒီထိပ်ဆုံး၄သင်းကဘာဖြစ်လဲဆိုတော့အာဂျင်တီးနားဒါဒီချိန်နဲ့ဆို semi final တက်တာ9ချိန်ရှိပြီပေါ့အာဂျင်တီးနားဒါဒီချိန်နဲ့ဆိုရင်ဒါ semi final တက်တာ9ချိန်လောက်ရှိပြီဗျာပြီးတော့ဒီမှာဘာထူးခြားရလဲဆိုတော့ဒီနှစ်သင်းရဲ့ကြားမှာကအရှိမအစင်လာတွေထိတ်ထိတ်ဆုံနေရည်ရှိလို့ဒီနှစ်သင်းကြားမှာတော်တော်ကြီးပြင်းထန်တဲ့အလိုမျိုးတမိုင်းတွေပထဝီတွေလည်းရှိရဗျဘာလဲဆိုတော့ဒီစစ်ပွဲဒီ Falkland စစ်ပွဲဆိုတဲ့အရာအဲ့ဒီစစ်ပွဲ1980နှစ်မှာလာမသိဖြစ်တယ်အမှ84ရက်လောက်ကြာတယ်လို့ပြောတယ်84ရက်လောက်ကြာတာမှာလူပေါင်းတော်တော်များများတည်ပြီးအာဂျင်တီးနားဘက်ကလည်းအဲ့လိုမျိုးဒါသူတို့ရဲ့ဘယ်လိုရေတက်သားလားပါလဲအဲ့စစ်ပွဲမှာအဲ့သူတို့စစ်သားတွေပေါ့ဗျာစစ်သားပေါင်း300ကျော်လောက်ဆုံးရှုံးခဲ့တယ်လို့ပြောတယ်အဲ့ဒီစစ်ပွဲပြီး4နှစ်အကြာမှာ1986အဲ့မှာအင်္ဂလန်နဲ့ကွာတားမှာထင်တယ်အင်္ဂလန်နဲ့အာဂျင်တီးနားနဲ့ပြန်တွေ့တော့အမှဟန်ရောဂေါလို့ခေါ်တဲ့ဒီကိုအဲ့မာဒိုနာလက်နဲ့ပုတ်သွင်းတယ်လို့ခေါ်တဲ့အဲ့ကိုကအဲ့ပွဲမှာရှူခဲ့ပြီးတော့ဂိုးသက်ဆမ်ဂျူရီလို့ခေါ်တယ်နောက်တစ်ခုရှိသေးအဲ့ပွဲကလည်းဒီပွဲမှာရှူခဲ့ဗျအင်္ဂလန်သားသမား500လောက်ကိုစင်တားမိကျော်ပြီးတော့မာဒိုနာကတကူတော့ driver နဲ့ဆွဲပြီးတော့တွင်းခဲ့ဆိုတော့နောက်ထပ်ဆိုတော့အဲ့ပွဲပြီးမှမာဒိုနာကိုတိုင်ကလည်းဒီတွင်းကိုတွေကဒါသူတို့ရဲ့ကြာဆုံးသွားတဲ့စစ်တီတော်တွေရည်ရွယ်တယ်ဆိုပြီးတော့ပြောထားတယ်လို့ကြားဘူးလေဗျအဲ့မှာနောက်တစ်ချိန်မှာတော့1986မှာလာမသိကျော်ဘက်ကန်နီဂန်တီရလေစမနီကိုကန်ပြီးတော့ဘက်ကန်နီဂန်တီသွားတဲ့ပွဲမှာအဲ့မှာပင်လေဆုံးပြတ်နဲ့အင်္ဂလန်ထွက်သွားရတယ်နောက်တော့2002မှာပြန်ပြီးတော့အင်္ဂလန်နဲ့ပြန်တွေ့တယ်အဲ့ချိန်မှာဘက်ကန်ပင်လေဒီနဲ့ပဲအာဂျင်တီးနားကိုနိုင်ပြီးတော့အင်္ဂလန်နောက်တစ်ဆင့်တက်သွားတယ်ဆိုတော့ဒီနှစ်သင်းရဲ့တွေ့ဆုံမှုကအစင်လာတွေမှာလည်းတော်တော်ကြီးဘောလုံးမတစ်ပွဲတည်းပို့တယ်ဗျာအစင်လာတွေမှာလည်းတော်တော်ကြီးပြင်းထန်ခဲ့တဲ့ခိုက်တန်းနေရှိလို့ဒါ2000နောက်ပိုင်းမှာဒါပထမဆုံးပြန်လဲတွေးတဲ့ပွဲပေါ်ဘောကတ်မှာဆိုတော့ဒီပွဲတွေအရင်လောက်ပဲပြင်းထန်အောင်မလားအရင်လိုမျိုးပဲကိုသိက္ခာပိုင်းဆိုင်ရာတွေတဲ့မလားနိုင်ငံရေးသမိုင်းတွေပထဝီနဲ့ပဲဆက်နေအောင်လားဘယ်လိုဆက်နေအောင်လားပေါ့အဲ့ဒါတော့စိတ်ဝင်စားကြရတယ်ဆိုတော့မန်စီကတော့ဒီအဆင့်ကိုကျော်နိုင်တာဖိုင်နယ်ကိုအာဂျင်တီးနားနဲ့သူ3ချိန်တက်နိုင်တဲ့ကစားသမားအနေနဲ့ဒါစံချိန်သစ်ရမှာပေါ့ဒါပေမဲ့ဗျာမက်ဆီကကျတော့အများကြီးမလို့တော့ဘာလို့လဲဆိုတော့မက်ဆီကသူ့ဘဝမှာဘယ်ချိန်နေပဲရောက်ဘယ်တော့မှမဆုံးပြတ်သွားမယ်လက်တစုံကရှိပြီလားမရှိမှာတော့ခင်ဗျားတို့ပဲတင်တယ်တော့စိတ်ဝင်စားတာကဒီပွဲမှာသူတို့ဒါနောက်ဆုံးသူတို့5ချိန်တွေ့ထားပါ5ချိန်တွေ့တာမှာအင်္ဂလန်3ချိန်နိုင်ထားတယ်အာဂျင်တီးနား2ချိန်နိုင်ထားတယ်ဒါ2026လက်ရှိဘောကက်6ပွဲကစားထားပြီးသူရဲ့စင်လာကိုကြည့်လို့ရှိရင်တော့
ကိုပေါက်ရှာပွေမှုမှာအင်္ဂလန်3 ဂိုးရှာပွေထားတယ်ဒါပေမဲ့အာဂျင်တီးနားတိုက်စစ်က19 ဂိုးတောင်သွင်းထားတယ်ပေးဂိုးအနေနဲ့ကတော့6 ဂိုး6 ဂိုးအတူတူပဲဆိုတော့ clean sheet နဲ့ပွဲစီနေပဲဗျာဆိုတော့ဒီအင်္ဂလန်နဲ့အာဂျင်တီးနားဘွဲကဒါဟိုတမိုင်းနေပထဝီရောပါလာမှာဆိုတော့ကျွန်တော်ထင်တာတဲ့ပုံပြီးကြည်ကောင်းလာမယ်ပွဲလို့ထင်တယ်ပြီးသွားတဲ့ຢာရောပြီးသွားတဲ့အတိုင်းထားလိုက်တာပဲကောင်းပါဗျာနော်ပြီးတော့အဲ့ပြီးသွားတဲ့ memory ကိုဆက်ပြီးတော့ဆွဲထုတ်နေလို့ရှိရင်လည်းဒါခံစားနေရမှာပဲရှိတယ်ဆိုတော့ကျွန်တော်အဲ့ပွဲပြီးမှာဒူချချက်အားနည်းချက်အတားချက်တွေနဲ့တို့ကျွန်တော်ပြန်တွေ့ပါမယ်နောက်တစ်ဆင့်ဟိုဘယ်တင်းတက်သွားမလဲပေါ့ဒါတော့ Smart Channel ပါ